အားလုံးပဲမင်္ဂလာပါကျွန်မအခုပေါ့နော်ကဘာရွှေကိုကျွန်မရဲ့ personal အရာ analysis လေးလုပ်ပေးချင်ပါတယ်ကျွန်မဒါတေချာလေးမ trade ဖြစ်တာလဲကြာပြီပေါ့နော်အဲ့တော့ကဘာရွှေကတော့လက်ရှိမှာကျွန်မတို့ဒီနေ့က Monday ပေါ့နော်လက်ရှိမှာအကြနဲ့စားခဲ့တယ်ဆိုပေမဲ့လည်းဒါအကြတော့မလားဆိုတော့ဒါအရေးရောင်တော့ဒါပြမပြကျွန်မတို့တေချာအောင်စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ကျွန်မက1 hour မှာ analysis လုပ်တာဖြစ်တဲ့အတွက်1 hour ကိုတစ်ချက်ဆင်းပါမယ်1 hour အရာကတော့ဒါကျွန်မတို့ uptrend မှာပဲရှိတယ်ပေါ့နော်အဲ့တော့1 hour အရာကျွန်မစောင့်ကြည့်နေတဲ့ဇုံလေးနှစ်ခုရှိပါတယ်အဲ့တော့ဒီဇုံလေးထဲမှာကွက်တိရောက်လာခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်လက်ရှိအနေထားအရကတော့ဒါပူဘက်အနေနဲ့ကြားတဲ့အကြလေးဖြစ်နိုင်တာပေါ့နော်အကယ်၍ကျွန်မစောက်တဲ့ဇုံမှာရောက်လာခဲ့မယ်ဆိုရင်လည်းကျွန်မကတော့ time frame အနေဖြစ်တဲ့ဒီ5 minute မှာဆင်းပြီးတော့ကျွန်မတို့ဝယ်မယ်ဆိုရင်ပေါ့နော်အဝယ်အတွက်တေချာတဲ့ entry status လေးပေါ်ခဲ့မယ်ဆိုရင်ကျွန်မလိုက်ပြီးတော့ဝယ်ပါမယ်လက်ရှိကျွန်မတို့ဒီပေါ့နော် London session နှစ်ခွဲမှာစပါမယ်နှစ်ခွဲစတဲ့အချိန်မှာပေါ့နော်ဒီအရှိမှာရှိတဲ့ကန်နယ်ရဲ့ logo မှာသူက body နဲ့မပိတ်သွားခဲ့ဘူးဆိုရင်တော့ကျွန်မအဝယ်ကိုတစ်ချက်စဉ်းစားပါမယ်ဘာလို့လဲဆိုတော့ကျွန်မတို့ indicator တော့ကျွန်မသိမသုံးဘူးဒါပေမဲ့နောက်အခုဒီနောက်ပိုင်းမှာကျွန်မက EMA 55ကိုတစ်ချက်စောင့်ကြည့်တာပေါ့နော် EMA 55အရာဆိုရင်သူကဒီ EMA 55ရဲ့မြင်းချောင်းပေါ်လေးမှာရှိနေတာဖြစ်တဲ့အတွက်အကယ်၍ London session စားလို့ niche scan တွေကအတက်ပတ်ချံကိုသွားခဲ့မယ်ဆိုရင်ကျွန်မလိုက်ပြီးတော့ဝယ်ပါမယ်ကျမတို့ဘာဖြစ်လဲဆိုတော့နောက်ပိုင်းကျတော့ကိုယ့်ရဲ့ strategy တစ်ခုတည်းနဲ့ကိုပုံသေးကျမတို့ကြည့်လို့မရဘူးပေါ့နော်ကျမတခြားပုံစံလေးတွေနဲ့ကြည့်တာလည်းရှိပါတယ်အဲ့တော့ကျမလက်ရှိမှာဒီ indicator နဲ့ပတ်သက်ပြီးတော့ EMA 55ကိုကျမတစ်ချက်စောင့်ကြည့်နေတာပေါ့နော်အကယ်၍သူကလုံးဝအရှိမရှိတယ်ပေါ့နော်ဒီ1 hour ရဲ့အရှိမရှိခဲ့တဲ့ဒီ3413ပေါ့နော်ဒီအရှိမရှိခဲ့တဲ့ previous ကန်ရဲ့ logoသူကကန်body နဲ့ပိတ်သွားခဲ့မယ် niche scan တွေကလည်းကျမတို့ bearish ပဲပြခဲ့မယ်ဆိုရင်တော့ဒါကျမအောက်အဆုံးလေးတွေမှာတစ်ချက်ပြန်ပြီးတော့စောင့်မှာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေထားအရကတော့1 hour အရာကတော့ကျမတို့ဒါ uptrend မှာရှိတယ်အတက်ပဲအားကောင်းနေစေပေါ့နော်ဒီ Monday မှာကတော့ကျမတို့အကြလေးနဲ့စားတယ်ဆိုပေမဲ့လည်းဒါကျမတို့တစ်ချက်စောင့်ကြည့်ရမှာပေါ့နော်အကြစားတယ်ဆိုရင်မဲ့လည်းဒီ time frame အနေတွေမှာဆင်းကြည့်မယ်ဆိုရင်တော့သူက uptrend မှာပဲရှိနေသေးပဲပေါ့နော်သူကအကြဘက်ချံကိုမသွားသေးပါဘူးလောလောဆယ်အတက်ဘက်ချံမှာပဲရှိနေတယ်ပေါ့နော်ဒီနေ့ကတော့ Monday ဖြစ်တာဖြစ်တဲ့အတွက်ကျမတို့ Monday တရက်ကိုတေချာအောင်စောင့်ကြည့်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒါပေမဲ့လည်းနောက်ပိုင်းကကျမပေါ့နော်ကျမရဲ့ဒီ strategy ပေါ့ကိုအယောင်းဝယ်လုပ်နေတဲ့ပုံစံသေးကိုရောက်လာခဲ့တယ်ဆိုရင်ကျမကတော့ဥပမာဆိုပါဆိုကျမစောင့်နေတဲ့ဇုံမှာကမ္ဘာရွှေရောက်လာတယ်ကျမ time frame အနေရလဲ entry status တွေပို့တယ်ဆိုရင်တော့ကျမလိုက်ပြီးတော့ trade လိုက်တာပဲပေါ့နော် Monday ကိုတော့ဒါပုံမှန်အားဖြင့်တော့ကျမစောင့်ကြည့်တာများတယ်ဒါပေမဲ့လည်းဒီနောက်ပိုင်း market တွေမှာကျမရဲ့ဒီ entry status တွေရတယ်ကျမရဲ့ strategy ကျမရဲ့ bound တွေဝင်လာတယ်ဆိုရင်တော့ကျမ entry ယူလိုက်တာပဲပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကောဘယ်စုံလေးတွေမှာစောက်တယ်ပေါ့နော်ကျမကတော့ဒီကဘာရွှေကိုမ trade ဖြစ်တာကြာပြီအခုမှပြန်ပြီးတော့တေချာလေးကြည့်ဖြစ်တာပေါ့နော်